ဒီကကူတောင်မေးထားတဲ့မေးခွန်းလေးကိုကျွန်တော်ကူတိုင်းလည်းဘာမှမဟုတ်တဲ့လူတယောက်ဆိုတော့ကျွန်တော် knowledge sharing လည်းအနေနဲ့ပဲ share လုပ်ပေးသွားပါမယ်မိတ်ဆွေတို့တည်ထားတဲ့အကြောင်းအရာလေးတွေကိုလည်းကျွန်တော် comment မှာဝင်ရောက်ဆွေးနွေးပေးသွားတာဖြစ်ဖြစ်ကျွန်တော်ကိုပြန်လေ sharing လုပ်ပေးသွားတာဖြစ်ဖြစ်လှုပ်ဆောင်ပေးကြဖို့အထူးမေတ္တာရက်ခံရပါတယ်ဒါဆိုကျွန်တော်ဗီဒီယိုလေးဆက်လိုက်ကြရအောင်ဗျလာတွေနဲ့ဝင်ငွေရှာတယ်ဆိုတော့ကျွန်တော်လူငွေတော်တော်များများဖြစ်ချင်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဒါဆိုကျွန်တော်မြန်မာပြည်ကနေရောဒီလူရှာလို့ရလားဆိုရင်အဖြေကတော့ကျွန်တော်တို့ကူတိုင်းစူးစမ်းခြင်းစိတ်ရှိနေတယ်ဆိုရင်မြောက်ကိုရီးယားတို့လိုအာဏာရှင်မဟုတ်တဲ့နိုင်ငံတွေကလွင်နိုင်ငံအကုန်လုံးနီးပါးမှာ online ကနေတဆင့်ကျွန်တော်ဝင်ငွေတွေရှာလို့ရနေပါဒီလူရှာလို့ရတာကခုခက်နီးပညာတွေအရင်တူတက်လာလို့မဟုတ်ပါဘူးလွန်ခဲ့တဲ့10နှစ်ကျော်တွေကတည်းကဒီလူရှာလို့ရနေခဲ့တာပဲဖြစ်ပါဒါပေမဲ့ဒီချွေရင်တွေကကျွန်တော်တို့တွေမတိခဲ့ကြတာတွေတီးတဲ့လူတွေကလည်းအယုံကြည်မရှိခဲ့ကြဘူးပြီးယုံကြည်တဲ့သူတွေအနေစုလေးပဲရှိခဲ့ကြတယ်အားတွေကြောင့်ကျွန်တော်တို့တွေအလွန်ကြီးမားတဲ့ဆုံးရှုံးမှုအများကြီးကိုကျွန်တော်ဆုံးရှုံးခဲ့ကြဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်လွန်ခဲ့2017ဝန်းကျင်တုန်းမှာ BTC တစ်ခုရဲ့ပေါက်ဈေးက$US ဒေါ်လာဝန်းကျင်လောက်ပဲရှိတယ်ဒါပေမဲ့ယခုချိန်မှာ BTC တစ်ခုရဲ့ပေါက်ဈေးက$US ဒေါ်လာ3,300ဝန်းကျင်ကိုရှိပါတယ်အဲဆိုကျွန်တော်တို့လွန်ခဲ့2017ဝန်းကျင်လုံးကတာ$10ဖူးလေးကိုပဲ BTC ပေါ်ရင်းနှီးမြှုပ်နှံမှုပြုခဲ့မယ်ဆိုရင်အခုချိန်မှာကျွန်တော်မီလီယံနာတယောက်ဖြစ်ဖို့အခွင့်အရေးတွေအများကြီးရှိနေမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါတွေကိုဘေကနေရှာလို့ရလဲဆိုအဓိကအဖြစ်ကျွန်တော်ကမ္ဘာရွှေဈေးကွက် stock crypto ဒါတွေကနေတစ်ဆင့်ကျွန်တော်ရှာလို့ရတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကမ္ဘာရွှေဈေးကွက်ကတော့အရင် stable ဖြစ်နေတဲ့အတွက်ကိုကအရင်တိန်းထောင်နဲ့တောင်းနဲ့မဆိုင်နိုင်ဘူးဆိုရင်အမြတ်များကြီးရှာဖို့ဆိုမလွယ်ကူလှပါဘူးဗျဒီအတိုင်းပါပဲ stock တွေမှာဆိုရင်တော်တော်များများက stable ဖြစ်နေကြတဲ့အတွက်ကိုကအရင်အများကြီးမဆိုင်နိုင်ဘူးဆိုရင်အမြတ်များကြီးရှာဖို့ဆိုတာလည်းမလွယ်ကူလှပါဘူးဒါပေမဲ့ crypto မှာကျတော့ကိုကကျူးစာလေ့လာတယ်ဆိုရင်ကျူးစာလေ့လာတယ်လို့ကျွန်တော်ရှာလို့ရနေပါတယ်ကျွန်တော် crypto အကြောင်းလေးကိုအနေနဲ့ပြောချင်တယ်ဗျကျွန်တော်ကမ္ဘာတမိုင်းကိုပြန်ကြည့်မယ်ဆိုရင်အကြီးမားဆုံးတွေဖြစ်တဲ့ကုန်စည်ချင်းတိုက်ဖလှယ်မှုစနစ်ရွှေစနစ်ငွေဒင်းကားစနစ်ပြီးငွေသားစနစ်ပြီးလွန်ခဲ့တဲ့နှစ်တွေမှာကျွန်တော်ဘဏ်ကတ်တို့ credit visa debit and စနစ်တွေရောက်လာခဲ့ဒီလိုပါပဲ crypto ဆိုတာခက်ရှေးအပြီးဆုံး digital currency တစ်ခုပဲဖြစ်ပါတယ်နောက်နိုင်ငံတွေမှာဆိုရင်ကျွန်တော်တို့ crypto လို့ပြောလိုက်လူတော်တော်များများကနားလည်ပြီးသားဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင်နိုင်ငံတော်တော်များများမှာ crypto လို့ပြောလိုက်တယ်ဆိုရင်ကျွန်တော်ကြားလက်ကြားဖုန်းနေကြတီးလက်တီးနေကြဖြစ်ပေမဲ့ကျွန်တော်တို့အထိပ်ဖက်ကိုနားလေတဲ့သူအရန်ကြီးမများပါဘူးဗျကျွန်တော်ကူတိုင်းလက် crypto ကိုနားလေတဲ့လူတယောက်မဟုတ်ပါဘူးကျွန်တော် crypto လောက်လာတာ3နှစ်ဝန်းကျင်လောက်ပဲရှိသေးတဲ့အတွက်ကျွန်တော်လက် crypto ကိုလေ့လာသင်ယူနေတဲ့လူတယောက်ပဲဖြစ်ပါတယ်ပြီးရင် crypto ရဲ့အကြီးမားဆုံးဖြစ်တဲ့ Binance ကနေတစ်ဆင့် BNB ကနေကျွန်တော်တို့လူတူဦးတယောက်ရဲ့ထိန်းချုပ်ကွက်ကိမှုမရှိရမိမိသဘောမိမိစံတာအတိုင်းမြန်မာငွေကနေ US ဒေါ်လာနဲ့မြန်မာငွေကြိုက်တဲ့ချိန်မှာမဆူကျွန်တော်လှည့်လို့ရနေပါအားကြောင့်ကျွန်တော်တို့ crypto တွေကိုလေ့လာပြီးဘယ်အချိန်ဘယ်နေရာမှာဆူ US ဒေါ်လာတွေနဲ့ကျွန်တော်တို့ဝင်ငွေတွေရှာလို့ရနေပါတယ်အားကြောင့် crypto တွေကိုလေ့လာပြီးတော့ဝင်ငွေရှာတဲ့လားဆိုရင်ကျွန်တော်တူတယောက်ထဲအမြင်နဲ့ဆိုရင်အထူးသဖြင့် financial ဖက်မှာအောင်မြင်ချင်နေတဲ့လူတယောက်ဆိုရင် crypto တွေကိုလေ့လာတဲ့တယ်လို့ကျွန်တော်ထင်ပါတယ်ဗျဘာဖြစ်လို့လဲဆိုရင်ကျွန်တော် crypto တွေကိုလေ့လာလိုက်ပြီးဆိုရင်ကမ္ဘာမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေနဲ့တပြင်းရင်ကျွန်တော်တို့လိုက်နေဖို့လိုပါတယ်အထူးသဖြင့်ကျွန်တော် trade war အကြောင်းတွေကမ္ဘာစီးပွားရေးကမ္ဘာစစ်ရေးနိုင်ငံရေးအကြောင်းတွေကိုကျွန်တော်အချိန်နဲ့တပြင်းရင်လိုက်နေဖို့လိုပါတယ်အားတွေကိုမလိုက်နေနိုင်ဘူးဆိုရင် crypto မှာအောင်မြင်တဲ့လူတယောက်ဖြစ်လာဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ခက်ခဲပါတယ်အားကြောင့်ပဲကျွန်တော်တို့ crypto တွေကိုလေ့လာလိုက်ပြီးဆိုရင်အောင်မြင်နေတဲ့လူတယောက်ပဲဖြစ်ဖြစ်မအောင်မြင်သေးတဲ့လူတယောက်ပဲဖြစ်ဖြစ်ကျွန်တော်နေ့စဉ်ဘဝတွေမှာအင်္ဂလိပ်စာကအလိုလိုလေ့လာသင်ယူနေပြီးသားဖြစ်ပါမယ်ပြီးရင်ကျွန်တော်တို့နေ့စဉ်ကမ္ဘာမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုလေ့လာနေခြင်းအဖြစ်ကျွန်တော်တို့ဘဝကိုတက်လန်းကိုအထောက်အကူအများကြီးပြုနိုင်ပါတယ်အားကြောင့် crypto တွေကိုဇွေလုံးလာဝရကျွန်တော်တို့တန်ဖိုးရှိလာတဲ့အချိန်တွေကိုပေးဆက်ကကျွန်တော်လေ့လာပြီးတော့ဝင်ငွေရှာတင်တယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးကြမိတ်ဆွေညီကိုတို့အကုန်လုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြရအောင်ဗျအားလုံးပဲကောင်းသောနေ့တစ်နေ့လေးပိုင်ဆိုင်ကြပါစေ